အခုမြင်တွေ့နေရတဲ့မြင်ကွင်းကတော့ရမဲလေးမြို့နယ်တန်းကောင်ကွက်တစ်လို့လဲသိရပါတယ်။ပြုံးတွေကို9တက်လေလံစနစ်နဲ့ခွဲတယ်လို့လည်းသိရပါတယ်။ဒီမှာလုံနေတဲ့လူတွေကတစ်နေ့ကိုရွှေ25ကျပ်သား30သားရတယ်လို့လည်းသိရပါတယ်။လန်ခီကလည်းကျန်းတယ်ရေကလည်းရှားပါတယ်လို့လည်းသိရပါတယ်။တချို့သိတဲ့လူတွေကသွားရောက်လောက်ကင်နေကြသလိုမသိသေးတဲ့လူတွေသွားရောက်လောက်ကင်လို့ရအောင်တင်ပြရခြင်းဖြစ်ပါတယ်။ဒါကအခုမှပေါ်တဲ့ပန်းလောင်ကွက်တစ်ပဲဖြစ်ပါတယ်။ရွှေရတော့တည်တဲ့အတိုင်းပဲသူကလည်းသူထိုက်တဲ့လျောက်ကတော့ရနေကြတာပဲဖြစ်ပါတယ်။ရန်ခီကျန်းတာနဲ့ရေရှားတာတော့ရှိပါတယ်။ရေပဲလေးမြို့နေရတော့အခုနောက်ပိုင်းမှာဒီက10နှစ်လောက်တော့ရှိပြီထင်ပါတယ်။ရွှေပေါ်လာတော့ဒါကတော့ရွှေလောက်ကွက်ပဲဖြစ်ပါတယ်။မမြင်ဘူးတဲ့မိတ်ဆွေတို့အတွက်ဘုဟုတုတ္တအဖြစ်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။